လေထဲသွားခါနီးမိုးကရွာလာပြန်ပြီမိမကြီး ဟုတ်ပါယောက်ျားကြီးမိုးတိတ်မှပဲသွားပါတော့ မိုးလဲတိတ်ပြီဆိုတော့ယောက်ျားလေထဲသွားတော့မယ်နော်မိမ ဟုတ်ကဲ့ရောက်အားဂယူးဆိုင်သွားပြီနော်မိုးရွာတာတော့လမ်းကချောတယ် ကစုံရွက်တွေနှုတ်နေတာပဲအတော်ပဲညနေကျရင်ဟင်းစားရပြီခဏနေကျရင်ကစုံရွက်နဲ့ကြော်ဖို့မှုလိုက်ရှာဦးမှာကောက်ရိုးပုံတော့တွေ့ပြီကောက်ရိုးမို့ရှိလားမသိဘူးရှာကြည့်ဦးမှာမို့ရှိတယ်ဟာညနေတော့ထမင်းမိန်ပြီ ဇီသီးလဲတီးနေပြီမိမဇီသီးတအားကြိုက်တာမိမတော့ကောက်သွားအောင်မယ်အမဲတွေမကုန်ရင်လဲရိုးရိုးစားရတာပေါ့မိမကြီးရောက်အပြန်လာပြီညရီတော့မှုနဲ့ကစုံရွက်ကောက်လာတယ်မိမကြိုက်တဲ့ဇီသီးလဲပါတယ် ပေးပေးရောက်အားမိမချက်လိုက်မယ်ရေချိုးလိုက်ပြီးရင်ထမင်းစားကြတာပေါ့ ကစွန်ရွက်ကြော်ကကြက်ဥကြော်နဲ့မှလိုက်တာကြက်မွေးထားတော့ကြက်ဥဝယ်မစားရတော့ဘူးပေါ့ယူပြီးကြော်လိုက်အောင်ပဲ အခုမှပဲတကယ်အေဂျင့်နဲ့ဘဝကိုပိုင်ဆိုင်ရတော့တယ်မိမကြီးထိုင်းမှာနေတော့ဟိုလူပြောတာခံရဒီလူပြောတာခံရနဲ့အခုတော့ကိုပိုင်အလုပ်နဲ့ဆိုတော့အေးဆေးပဲမိမကြီး ဟုတ်ပါယောက်ျားရဲ့